What's up guys မင်္ဂလာပါကျွန်တော်ကတော့ဆွေမဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Infinity Stone Farm ကိုဘယ်လိုလုပ်ရမလဲဆိုတာပြောပြတော့မှာဖြစ်ပါတယ်ဘယ်လိုမျိုးစားအများကြီးရှိတဲ့ထက်ကမှကျွန်တော်ကိုယ်တိုင်စမ်းကြည့်ထားတဲ့သုံးလို့လဲကောင်းတဲ့တစ်ခုကိုကျွန်တော်လုပ်ပြတော့မှာဖြစ်ပါတယ် So let's start a video First လိုအပ်တဲ့ပစ္စည်းတွေကတော့ဒါတွေပဲဖြစ်ပါတယ် Okay ကျွန်တော်ပထမဆုံး 3x2 တူးပေးလိုက်ပါဗျပြီးရင်တော့ကျွန်တော်တို့အလဲကို3 block တူးပေးလိုက်ပါဗျOkay ပြီးရင်တော့ကျွန်တော်ရှေ့ကိုလာပြီးတော့ဒီရှေ့ဆုံးကနှစ်ခုကို chest လေးထားပေးလိုက်ပါဗျပြီးရင်တော့ကျွန်တော် chest အပေါ်မှာဖင်ကုန်းပြီးတော့ hopper နှစ်ခုထားပေးလိုက်ပါဗျ Okay ပြီးရင်တော့ကျွန်တော်ဒီရှေ့ကိုလည်းကျွန်တော် hopper ၄ခုကိုပြန်ထားပေးလိုက်ပါဗျစုစုပေါင်းကျွန်တော်အကုန်လုံး6ခုရှိရပါမယ်ဗျ Okay ပြီးရင်တော့ကျွန်တော်ဒီပေါ်တက်ပြီးတော့ဒီရှေ့နားလေးမှာကျွန်တော် stone တစ်ခုခုနဲ့ထားပေးလိုက်ပါဗျ Okay ပြီးရင်တော့ကျွန်တော်အပေါ်2 block တင်ပေးလိုက်ပါဗျ Okay ပြီးရင်တော့ကျွန်တော်အောက်ကိုဆင်းပြီးတော့ကျွန်တော်ထားတဲ့အတိုင်း stone တွေကိုထားပေးလိုက်ပါဗျOkay ပြီးရင်တော့ကျွန်တော်ဘေးပတ်ပတ်လေကို stone block တွေနဲ့ကာပေးလိုက်ပါဗျ Okay ပြီးရင်ကျွန်တော်အပေါ်တက်လာပြီးတော့ဖင်ကုန်းပြီးတော့ဒီဘေးနားမှာကျွန်တော် slab block ကိုထားပေးလိုက်ပါဗျကျွန်တော်တို့အောက်မှာတော့ slab block တစ်ခုစာကြံထားပေးပါဗျ Okay ပြီးရင်တော့ကျွန်တော်ဒီ block ရဲ့အပေါ်မှာ stair တွေကိုကျွန်တော်ထားတဲ့အတိုင်းလိုက်ထားပေးပါဗျOkay ပြီးရင်တော့ကျွန်တော်ဒီဘေးနားကိုလည်း block တွေထားပေးလိုက်ပါဗျOkay ပြီးရင်တော့ကျွန်တော်ဒီဘေးကိုလာပြီးတော့ water bucket နဲ့ကျွန်တော်ထားတဲ့အတိုင်းလိုက်ထားပေးလိုက်ပါဗျOkay ပြီးရင်တော့ကျွန်တော်ဒီဘက်ကိုလာပြီးတော့ lava bucket နဲ့ပေါ်နားတွေလိုက်ထားပေးလိုက်ပါဗျOkay ဆိုတော့ကျွန်တော်ပြီးပါပြီဗျဆိုလက်ချက်ကြီး Okay ကျွန်တော်ဆိုတော့ဒီ grass block နှစ်ခုဖြုတ်လိုက်မယ်ဗျ Yeah ဆိုတော့ဒီပေါက်ထဲမှာကျွန်တော် stone block ဖြစ်နေရင်တော့ရပါပြီဗျlava တွေထွက်လာရင်တော့ brother တို့မားလို့ပဲဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့အခု survivor နဲ့စမ်းကြည့်မယ်ဗျ Okay ကျွန်တော်ဒီလိုမျိုးတူးလိုက်လို့ရေတွေထွက်လာရင်ဘာမှစိတ်မပူပါနဲ့ဗျသူကသူ copper stone အနေနဲ့ပြန်ပြောင်းသွားပါလိမ့်မယ် Okay ဆိုတော့ကျွန်တော်တို့ infinity stone farm ရပါပြီဗျဘေးနားတွေတော့ဖင်ရပြီးရှောက်မတူးမိပါစေနဲ့ဗျကျွန်တော်တို့တိုင်ပတ်မှာဆိုလို့ပါYeah ကျွန်တော် chest ထဲကြည့်လိုက်ရင်လည်း copper stone တွေရောက်နေပါပြီဗျOkay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ brother တို့လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးကြိုက်နေတဲ့မယ်လို့ကျွန်တော်ထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုကျမှပြန်တွေ့ကြတော့ပေါ့ See you guys